ဒီမင်းကလေးကတကယ်ပဲရေသူမဟုတ်သိချင်တာကြောင့်လူတွေကသူမကိုရေတိုင်ကြီးတစ်ခုထဲမှာပိတ်လောင်လိုက်ကြတယ်။အဲ့ဒီနောက်အမျိုးသားတစ်ယောက်ကရေဝင်ပေါက်ကိုဖွင့်လိုက်တာနဲ့ရေတွေကတဖြည်းဖြည်းတိုင်ကြီးထဲကိုပြေးလာခဲ့တယ်။မင်းကလေးကလည်းတန်ကြိုးတွေနဲ့ချီနှောင်ခံထားရတာကြောင့်ဘလို့မှထွက်ပြေးလို့မရခဲ့ဘူး။ရေကတဖြည်းဖြည်းမြင့်တက်လာပြီးနောက်ဆုံးမှာသူမတကိုယ်လုံးရေအောက်မှာမြုပ်သွားခဲ့တယ်။အားလုံးကလည်းသူမရေနစ်တည်တော့မယ်လို့စောင့်ကြည့်နေကြတယ်။ဒါပေမဲ့မမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်လာခဲ့တယ်။မင်းကလေးကရေအောက်မှာပဲလူသားတစ်ယောက်လိုမဟုတ်ပဲတကယ်ရေသူမတစ်ယောက်လိုအသက်ရှူနိုင်နေခဲ့တယ်။ဒီအခြေအနေကိုမြင်လိုက်တာနဲ့အဲ့ဒီအမျိုးသားကတနက်ကိုထုတ်ပြီးသူမကိုပစ်ခတ်လိုက်တယ်။တန်ကြိုးတွေနဲ့ချီထားခံရပေမဲ့မင်းကလေးကမယုံနိုင်တော့အောင်မြန်ဆန်တဲ့အရှိန်နဲ့ကြီးစံတွေကိုတစ်ချက်ချင်းရှောင်တိန်နိုင်ခဲ့တယ်။အမျိုးသားကတနက်ထဲကကြီးစံတွေအကုန်နဲ့အထိပစ်ခဲ့ပေမဲ့မင်းကလေးကိုလက်လျှော့မပေးခဲ့ဘူး။သူတနက်ပြန်ဖြစ်နေတဲ့အချိန်မှာတော့မင်းကလေးကနာကွဲမတက်ဆူရှာတဲ့အတန်နဲ့အော်လိုက်တယ်။အဲ့ဒီအချိန်မှာရေမျက်နှာပြင်ပေါ်ကိုလှိုင်းကရက်တွေတဖြည်းဖြည်းပြန့်နှံ့သွားပြီးနောက်တစ်စက္ကန့်မှာပဲအမျိုးသားရဲ့မျက်လုံးတွေကအယောင်မဲ့ပြီးအကြည့်ပလာဖြစ်သွားတယ်။သူ့လက်ထဲကတနက်လဲရေထဲကိုပြုတ်ကျသွားတယ်။ပြီးတော့တစုံတစ်ယောက်ကအာယုံစိုက်ထင်းချုပ်ထားသလိုသူကိုယ်တိုင်လည်းရေထဲကိုခုန်ကျသွားပြီးမင်းကလေးရှိရာဘက်ကိုတဖြည်းဖြည်းလွှင့်မျောလာခဲ့တယ်။မင်းကလေးရှိကိုရောက်မှသာအမျိုးသားကသတိပြန်ဝင်လာခဲ့တယ်။ဒါပေမဲ့ဘလောက်ပဲရုန်းကန်ကြိုးစားခဲ့ပါစေမင်းကလေးကသူ့ကိုရေအောက်မှာဆက်လက်ဖိထားခဲ့တာကြောင့်နောက်ဆုံးမှာတော့အဲ့ဒီအမျိုးသားဟာရေနစ်တိတ်ဆုံးသွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲမင်းကလေးရဲ့တငယ်ချင်းလည်းရောက်လာပြီးသူမကိုချီနှောင်ထားတဲ့တန်ကြိုးတွေကိုဖြုတ်ပေးလိုက်ပါတယ်